ငါဖဲချင်းနဲ့ကမွန်းကျင်ရွက်ကိုချင်းချင်းဆက်ဆက်ကလေးချက်စားပါမယ်ရှင်ပထမဆုံးလိုအပ်တာကတော့ကမွန်းကျင်ရွက်ကြက်သွန်အဖြူနီထောင်းထားတာခရမ်းကျင်သည်တို့အစင်းသေးပြထားပါမယ်ရှင်ပြီးရင်ဒဲအိုပူလာပြီဆိုဒဲအိုရဲကိုစီထည့်ပါမယ်ပြီးရင်စနွှမုတ်ထည့်ပါမယ်ပြီးရင်ကြက်သွန်ဖြူနီလေးထောင်းထားတာလေးကိုစီးသက်ပါမယ်ရှင်ညူသီးအယောင်တင်မုတ်ကလေးထည့်ပါတယ်ပြီးရင်ခဲညူသီးလေးထည့်ပါတယ်ရှင်ခဲညူသီးလေးတွေကြည်လာတဲ့အခါမှာကမွန်းကျွဲကလေးကိုထည့်လိုက်ပါတယ်ကမွန်းကျွဲလေးထည့်ပြီးတော့လုံးပါတယ်ရှင်မွန်းကျွဲလေးဤတဲ့အခါမှာကျွန်မရေနွေးလေးထည့်ပါတယ်ပြင်ဟင်းကြုံမုံလေးနည်းနည်းငပြန်ရည်လေးနည်းနည်းခတ်ပါတယ်ညင်လေးပွက်ပြီးတော့စူလာတဲ့အခါမှာကြော်ထားတဲ့ငဖဲချစ်ကလေးတွေကိုထည့်ပါတယ်ရှင်ပြီးရင်ယူစိမ်းလေးခွဲချမ်းထားတာလေးလည်းထည့်လိုက်ပါတယ်ပြီးပြီဆိုရင်တော့အရမ်းပဲစားကောင်းတဲ့ငဖဲချစ်နဲ့ကမွန်းကျင်ရွက်ချင်းချင်းဆက်ဆက်ဟင်းကလေးတစ်ခွက်ကတော့ရပါပြီရှင်